ဒီနေ့ဘုရားသခင်ကနှုတ်ကပတ်တော်ကိုလိုက်လျှောက်တဲ့မင်္ဂလာရှိတဲ့အကြောင်းကျွန်တော်တို့တသက်ခံချက်နဲ့တခြင်းရလည်းအမှန်တမ်းကိုက်ညီတယ်နော်ကျွန်တော်သခင်ယေရှုကိုလူတွေကမြင်တဲ့အခါမှာအမျိုးသမီးတယောက်ကချီးကျူးတယ်ကိုတော့ကိုဝမ်းတဲ့လွယ်တဲ့မိခင်ကအမှန်တမ်းမင်္ဂလာရှိတယ်တဲ့အဲ့ဒီခါမှာသခင်ယေရှုကဘာပြန်ပြောသလဲဆိုတော့နှုတ်ကပတ်တော်ကိုနားထောင်၍ကျင့်ဆောင်တော်သူသည်မြတ်စွာသောမင်္ဂလာရှိတယ်ဒီနေ့တသက်ခံတဲ့ကျွန်တော်သမီးရနော်နှုတ်ကပတ်တော်ကိုအရင်တော့သူကနားတော့ထောင်တယ်မကြည့်ဘူးမဆောင်ရှောက်တဲ့အခါမှာကျင်ကျင်နာနာနဲ့ဟုတ်ပြီနာကျင်ကျင်နဲ့နော်ဘုရားသခင်ရဲ့ချစ်တော်သူဘုရားဆုံးမတယ်ဆိုတော့နော်ဘုရားသခင်ဆုံးမခြင်းခံရတယ်အခုတော့သူနှုတ်ကပတ်တော်ကိုဘာလို့လဲကျင့်ဆောင်တဲ့အခါမှာမြတ်စွာသောမင်္ဂလာကိုသူတော်မကကျွန်တော်နားထောင်တဲ့ပြည်သူတွေအားလုံးလည်းခံစားရတာတွေ့ရပါတယ်ကျွန်တော်ဒီမလာခင်ကျွန်တော်တို့ဒီကမ္ဘာလုံးနိုင်ငံပေါင်း154နိုင်ငံရဲ့စီဝေးတစ်ခုကျွန်တော်တက်ခဲ့ပါတယ်အဲဒီစီဝေးမှာကျွန်တော်တို့မြန်မာပြည်ရဲ့မြန်မာနိုင်ငံသားဆိုတော့တိုင်းသားဝတ်စုံဝတ်ခိုင်းတော့ကျွန်တော်မထွက်လာခင်မှားလိုက်တော့သူတို့ပြောတဲ့ဝတ်ဆောင်တော့ကျွန်တော်မှအချိန်မရတော့နည်းနည်းလေးကြီးနေတယ်တခါခေါင်းမောင်းကလည်းကျွန်တော်မပါတော့ဟိုရမှငှားကြည့်တော့နည်းနည်းလေးကြီးနေပြန်ရောခေါင်းမောင်းကြီးတော့လှုပ်လက်စကားပြောလို့မရဘူးတော့လှုပ်ခေါင်းမောင်းကြီးကြမှာဆိုလို့နိုင်ငံတစ်ခုကစီဝေးတစ်ခုအရေးကြီးသွားတဲ့အခါမှာကျွန်တော်ပြင်ဆင်သွားရပါတယ်လိုအပ်တဲ့အရာတွေသူတို့လုပ်မဲ့အရာတွေပြောမဲ့အရာတွေဒါတွေအားလုံးပြင်ဆင်ရတယ်လို့ပဲကျွန်တော်ခရစ်ယာန်တွေကခရစ်တော်ယုံကြည်သောကြောင့်ဘယ်နိုင်ငံသွားမလဲကောင်းကင်နိုင်ငံတော်သွားရမယ်တဲ့ပြင်ဆင်ရလားဒင်းထသွားကြနေလားဒီနေ့အဲ့ဒါတွေကိုနှလုံးသွင်းစီခြင်းပါတယ်ဒါပထမဆုံးကျွန်တော်ဆွတောင်းတဲ့အခါမှာပထမဆုံးအရေးကြီးတာကဘုရားခင်နာကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်အဖားတဲ့ကိုရဲ့နာမတော်အားယူသည်လေးမြတ်ခြင်းရှိပါတယ်ဘုရားသခင်ကိုဆုတောင်းတဲ့အခါမှာယူသည်နဲ့ဆုတောင်းပြီးရင်ဆက်ပြောတဲ့စကားနိုင်ငံတော်တည်ထောင်ပါစေတော့ကျွန်တော်လောကမှာနေစဉ်ဘုရားသခင်မေတ္တာနိုင်ငံကိုတည်ထောင်ဖို့ရည်ကြည်တယ်ဒါပေမဲ့နိုင်ငံတော်ရှင်ဟာဆိုတဲ့မရှာကြဘူးလောကနဲ့ဆိုင်တဲ့အရာတွေပဲကျွန်တော်ရှာနေကြတယ်ကျမ်းစာတွေဖတ်ကြည့်ရအောင်နော်ကျွန်တော်ရှင်မသက်ခရစ်အခန်းကြီး6ပါနော်ဘုရားသခင်ဖတ်ကြည့်အောင်နော်နိုင်ငံတော်နဲ့ဖတ်မှတ်ခြင်းတရားကိုရှေးဥစွာရှာကြတော့နောက်မှထိုကြနာကိုပေးတော်ရှင်မသက်အခန်းကြီး6ငွေ33ပေါ့နော်ဘုရားသခင်ခိုင်းနေတာနိုင်ငံနဲ့ဖတ်မှတ်ခြင်းဘာလဲခိုင်းလဲအရင်ရှာပါတဲ့နောက်မှလူတွေအရာတွေပေးမယ်ကျွန်တော်ဘယ်လိုရှာနေကြလဲနောက်မှလူတွေအရာတွေအရင်ရှာပြီးတော့နိုင်ငံနဲ့ဖြတ်မှတ်ခြင်းတွေသိမရှာကြဘူးနိုင်ငံတော်ဆိုတဲ့ခါမှာဘာကိုပြောနေတာလဲနိုင်ငံတော်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောလိုက်ရင်ပြောတော့ပြောကြတယ်နိုင်ငံတော်ဆိုတာဘာလဲဆိုတာကျွန်တော်မသိကြဘူးမြန်မာနိုင်ငံမဲလားအမေရိကန်နိုင်ငံမဲလားအစ္စရေးနိုင်ငံမဲလားနိုင်ငံတော်ဆိုတာဘာလဲကျွန်တော်ဆက်ပြီးတော့ကြားတော့ကြည့်ရအောင်ပါရိရှေတို့ဒီပါရိရှေရရှာတယ်နော်မသိတော့မေးတယ်သခင်ရှိကိုတော့ဘုရားသခင်နိုင်ငံတော်ဘမလဲဘုရားသခင်နိုင်ငံတော်ပတ်သက်ပြီးသူမေးတဲ့အခါမှာသခင်ရှိပြန်ရှင်းဖြေပါတယ်20ကိုဖတ်ကြည့်အောင်နော်အဲ့ဒါစတဲ့ဤရ၌ကြည့်ပါတော့သခင်ရှိဘယ်လိုဖြစ်လဲဆိုတော့ဘုရားရှင်နိုင်ငံတော်ကဟိုမှာကြည့်ပါဒီမှာကြည့်မှာမဟုတ်ဘူးယေရုရှလင်မြို့မှာကြည့်ပါ
ဟိုအတင်းတော်မှာကြည့်ပါမဟုတ်ဘူးဗမာလည်းဘုရားသခင်နိုင်ငံတော်ဟာကျွန်တော်အထက်မှာရှိတယ်တဲ့ The kingdom of God is within you ကျွန်တော်နှလုံးသားထဲမှာနိုင်ငံတော်ဆိုတဲ့အခါမှာနိုင်ငံတော်မှာအုပ်ချုပ်တယ်လို့ရှိတယ်ကျွန်တော်နှလုံးသားထဲမှာခရစ်တော်အုပ်ချုပ်ပြီလားနိုင်ငံတော်မှာနေနေမရှိဘူးလူမျိုးခွဲခြားခြင်းမရှိဘူးနော်ဘုရားသခင်နိုင်ငံတော်မှာကျွန်တော်တို့ခွဲခြားနေတော့မဲ့လားကျွန်တော် limit ထားပြီးတော့ဒီလောက်နေပဲဒီအတင်းတော့လောက်ပဲရှိမယ်ထင်သလားကျွန်တော်လူမျိုးစုမှာပဲထင်သလားဒါဘုရားသခင်နိုင်ငံတော်ကိုဘာမှတည်မလဲနှလုံးသားထဲမှာတည်ဖို့အရေးကြီးတယ်နှလုံးသားထဲမှာနိုင်ငံတော်တည်နေမှအဲ့ဒီဘုရားရဲ့မေတ္တာတွေစင်စစ်လာလိမ့်မယ်ဒီတော့ဘုရားသခင်နိုင်ငံတော်နှလုံးသားထဲမှာတည်ဖို့ခွင့်မပေးတဲ့အခါမှာလောကနဲ့အရာတွေရှံထွက်လာဖို့ငွေကြီးရှံထွက်ပြီးစီးပွားရေးရှံထွက်လာဖို့ကျန်းမာရေးရှံထွက်လာဖို့ကျွန်တော်စဉ်းစားနေကြတယ်ပညာရေးရှံထွက်လာဖို့ပဲယာဓုရှံထွက်လာဖို့ပဲဒါပေမဲ့ဒီထဲမှာဘုရားမေတ္တာတည်လာရင်ယမခဏငါငါ့ကိုကျွန်တော်ကြည့်ရင်ဒီမှာတော့ဒီမရေးထားဘူးနော်တန်ရှင်းသောဝိညာဉ်တော်ဒီကျွန်တော်နှလုံးသားထဲကိုဘုရားခင်မေတ္တာကိုညှို့လောင်းနေတဲ့အင်္ဂလိပ်စကားမှာဆိုရင်ဒီဟီဘရူမှာကြီးဖွင့်လိုက်တယ် pour the spirit ဝိညာဉ်တော်ဒီခါလေးသုံးလုံးတဲ့အခါမှာရှံထွက်လာတယ်ဒီနေ့နိုင်ငံတော်ရဲ့အရှင်သခင်မေတ္တာတော်ရဲ့အရှင်သခင်တစ္ဆာတော်ရဲ့အရှင်သခင်ဖြောင့်မတ်ခြင်းရဲ့အရှင်သခင်ဂရုဏာရဲ့အရှင်သခင်ကိုတကယ်ပဲနှလုံးသားရရင်ဘာဖြစ်လာမလဲအဲ့ဒီခုနမေတ္တာတွေဂရုဏာတွေဖြောင့်မတ်ခြင်းတွေတစ္ဆာခြင်းတွေရှံထွက်လာလိမ့်မယ်ဒါအရေးကြီးတာဘုရားသခင်နိုင်ငံတော်ကျွန်တော်အရင်တီးပါခုနကိုယ်တွင်ခံစားရမှာကြောက်သိမယ်ဘုရားသခင်နိုင်ငံတော်နှလုံးသားလေးရောက်လာရင်တကယ်တော့မေတ္တာတွေကပွားများလာတယ်စက္ကေကိုကြည့်ခရစ်တော်ထိတွေ့ရဘုရားသခင်ထိတွေ့တဲ့အခါမှာမတရားအရင်တော့ခေါင်းကိုဖြတ်တဲ့လူတစ်ယောက်ကဥစ္စာတစ်ဝက်ကိုစဉ်းစားပေးလိုက်တော့မယ်တဲ့မတရားတစ်ချက်ယူမိရင်၄ချက်ငါပြန်ပေးမယ်တဲ့ယေရနာမိမစရိတအာနိနေပါလေအမျိုးသားယောက်ျားဓမြယောက်ျား9ယောက်ယူထားတယ်မကျင်းတဲ့နောက်တစ်ယောက်လည်းထပ်ယူထားပြန်ရောသူထဲမှာကိလေသာတဏှာတွေပဲရှံထွက်နေတယ်ခရစ်တော်နဲ့ထိတွေ့ရောခရစ်တော်ရဲ့အကြောင်းကိုပြောရင်းနဲ့လူတွေအားသိအောင်သူ့ကိုလက်ခံလာကြတယ်ပြောင်းလဲလာကြတယ်ဒီနေ့ကျခရိယန်အသက်တာရဲ့အသီးသီးမှာဘုရားသခင်နိုင်ငံတော်နှလုံးသားရဲ့တည်လိုက်စိတ်ချအဲ့ဒီဘုရားရဲ့ character တွေနော်ခဏလေးရှံထွက်လာလိမ့်မယ်ဆက်ဖတ်ကြည့်ရအောင်နောက်တစ်ပိုက်အမှုဆိုတဲ့အခါမှာဘလူလူရမလဲတခင်ယေရှုကိုရှောက်ကြတယ်တခင်ယေရှုပြောတယ်ဟေးငါတဲ့ထောင်ထဲရောက်တဲ့အခါမင်းတို့ကြည့်ကြတယ်တဲ့ငါဖျားတဲ့အခါမှာမင်းတို့ငါ့ကိုစီးကူကြတယ်ငါစားရမရှိတဲ့အခါမှာမင်းတို့ငါ့ကိုအစာပေးကြတယ်ငါရင်ငတ်တဲ့အခါမှာမင်းတို့ငါ့ကိုရေတိုက်ကြတယ်ငါထောင်ထဲမှာနေတဲ့အခါမှာမင်းတို့ကလာကြည့်ရှုပြုစေကြတယ်ဖြောတ်တဲ့လူကကိုရောပဲထောင်ကြဘူးလို့လေကိုရောပဲငတ်ဘူးလို့ကိုရောမုတ်ငါးနဲ့ငါးနှစ်ကောင်တော့ငါးတော့ကြည့်တယ်မဟုတ်ဘူးလားကိုရောဘယ်တော့ရင်ကပူကိုရောမေးပြီးတော့သူတို့လှုပ်လိုက်တာတော့မသိလိုက်ဘူးကောင်းကြီးမင်္ဂလာရောက်တော့မသိလိုက်ဘူးကောင်းကြီးနိုင်ငံတော်မှာကောင်းကြီးရောက်တော့မသိလိုက်ဘူးအဲ့ဒါခရစ်တော်ပြောတဲ့စကားမှတ်ပြီးတယ်နော်ခရစ်ဘယ်လိုပြောလဲမင်းကြီးကငါမကသုတိကတင်တို့တွင်ဤသူငယ်ဒီဟုသောအငယ်ဆုံးသူတရားကိုပြုသမျှကငါ့ကိုပြုတာပဲကျွန်တော်တို့အဲ့လိုလူတွေရက်ကိုကူညီမဆာတာခါလေကျွန်တော်တို့ကငါကူညီနိုင်တယ်ငါကူညီလိုက်တယ်ဆိုတော့ဝါကြွားဖို့မဟုတ်ဘူး Facebook တင်ဖို့မဟုတ်ဘူးတကယ်ပဲခရစ်တော်ရဲ့မျက်နှာထောက်ပြီးတော့အော်ကိုတော်ဒါဒီလိုဖြစ်ရင်ငါလို့အဲ့ဒီခါမှာကျွန်တော်တို့ကအပေါ်ယံပေးခြင်းမဟုတ်တော့ဘူးမေတ္တာစေတနာပါလာလိမ့်မယ်ကျွန်တော် trauma ရတဲ့လူတွေကျွန်တော်တို့နာဂစ်စွာသွားပြီးပါတယ်အဲ့ဒီခါမှာတခြားရုပ်ရှင်မင်းသားတွေရတဲ့တော့လှူတာပဲကားကြီးနဲ့အပေါ်ပြစ်ပေးတာကျွန်တော်တူရင်စကားပြောပြီးတော့သူတို့ပြောတာနားထောင်နေပြီးတော့မှဖျားမြစ်တာပြောသူတို့ငူရှိုက်ပြီးတော့ပေါ့ပါသွားတယ်။ကျွန်တော်ပြီးတဲ့အခါမှာပြစ်ပေးလိုက်တာမဟုတ်ဘူး။တကယ်ပဲဖျားရဲ့မေတ္တာခံစားရပြီးတော့အော်ခရစ်တော်ဒီလိုဖြစ်ခရစ်တော်ပြောနေတယ်မင်းဘာပဲလုပ်လို့သူ့ကိုပြုသလိုပြုကြည့်တဲ့အငယ်ဆုံးသောသူတယောက်ကိုပြုတာလေခရစ်တော်ကိုပြုတယ်နဲ့တူတူပဲအဲ့ဒီလိုတကယ်လုပ်ရင်ကျွန်တော်မေတ္တာတို့ခံစားရမယ်ကျွန်တော်
တချို့ဒီမှာကျွန်တော်တချို့တော့ Facebook မတင်သူတို့ပြောတာကိုကျွန်တော်ပြန်ပြောပြရင်ဖြောင်းခင်ကျေးဇူးတော်ကြောင့်မြန်မာလက်ဝိကျွတမန်ချာကခရစ်တော်ကြောင့်ပြောပြရတဲ့အခါခရစ်တော်သူယုံကြည်သွားတယ်အဲ့ဒီအပြင်အမှုတော်ဆောင်ဖြစ်သွားတယ်သူကစာလို့သိမ့်မသိအောင်ဒါပေမဲ့ကျမ်းပိုက်တွေအလွတ်ရတယ်ကျွန်တော်ကျမ်းသာတင်ပြီးတော့ကျမ်းပိုက်တွေအကုန်သူလက်ရသွားပြီတရားဟောတဲ့ဘုရားသခင်အသုံးပြုတယ်နောက်သူဆုံးတဲ့နေ့မှာအဲ့ဒီအတုပနေမှာကျွန်တော်ဘာတရားဟောရတယ်အဲ့ဒီမှာသူ့ရဲ့လက်ဝတ်ကြော်တယ်နော်သူနဲ့ထိုးတဲ့တကယ်လက်ဝတ်ကြော်တဲ့သင်္ကန်းကြီးတွေဝတ်ပြီးလာကြတယ်ကျွန်တော်ပြောပြတယ်အခုကိုကြားခင်ဗျားတို့သူ့ကိုလာပြီးတော့သွားလို့ရသွားချင်းနေရသွားပြောမဟုတ်ဘူးသူခရစ်တော်ယုံလို့ထာဝရအသက်ရတယ်ပရိသေမှုသွားရမယ်ဘာမှသူ့တဲ့ပူဇော်မလုပ်ဘူးသူ့ရဲ့ကုလုတ်ပြီးရလည်းမလုပ်ဘူးသူလုတ်ပြီးချင်းရတယ်တင်ငန်းကြီးနဲ့ချွေရောက်လာတယ်နှစ်လလောက်ကြာတော့ဆရာတစ်ပါးအကျိုးစီ Facebook ပို့လိုက်တယ်ဆရာကြီးတဲ့တမန်ကျာအတုပါဆရာကြီးဝေတဲ့ဝင်ငါးကြီးကိုကြားပြီးတော့တဲ့လက်ဝိကျွကြီးမိုးချိုးခရစ်တော်ယုံကြည်လက်ခံပြီးတင်ငန်းချုပ်ပြီးကျွန်တော်ရှိရောက်လာပြီးအခုအတင်းတော်မှာတက်ကြစွာပါဝင်နေပြီလူတယောက်ကိုပေါ်မှာနှုတ်ကပတ်တော်ဝင်လာတာပဲဖြစ်ဖြစ်ခရစ်တော်မျက်နှာထောက်ပြီးတော့လှုပ်ကြည့်အလ္လာဟ်သာဘယ်တော့မှမဖြစ်ဘူးဒါကောင်းကင်နိုင်ငံတော်ဒါမရောက်ခင်ကဘာဥကပဲပြင်ဆင်ရတဲ့ကောင်းကြီးကိုလောကကြီးမှာဖြစ်လာဖို့ကျွန်တော်ဘာပဲလုပ်ဘုရုမျက်နှာထောက်မလဲခရစ်တော်ကိုပြုသကဲဆိုသဘောထားနဲ့ပြုကြည့်ကျွန်တော်လုပ်နေသမျှမှာဘုရားရှင်ဘုန်းတော်ထင်ရှားလိမ့်မယ်ငါပေးနိုင်တယ်ငါလှူနိုင်တယ်ငါလုပ်နိုင်တယ်ဆိုငါလာရင်တော့ဘာမှဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ခရစ်တော်မျက်နှာထောက်ပြီးတော့လူတယောက်ကိုပြုစုကြည့်ပေးကမ်းကြည့်ဟောပြောကြည့်အဲ့လူရဘုရားမြတ်တာကိုခံစားလာတာလွတ်တွေ့ဖြစ်တယ်ဒါကျွန်တော်တို့ဟိုတုန်းကကျွန်တော်တို့အခုလို95နှစ်ကျော်တဲ့လူတွေသိမယ်တချို့ဒီစာသိရှိမှသိမယ်နော်ဟိုတော့ဆိုငယ်ငယ်တော့ရီးစားစားပေးရင်မြတ်တာဆိုတာအလျားအတမရှိပေမဲ့အသွားပြန်ရှိတယ်ဆိုတော့ကျွန်တော်တို့ပြောကြတယ်တကယ်ပဲလူပြတ်ကိုမြတ်တာပြကြည့်မြတ်တာပြန်လာတာပဲနော်မှန်တယ်မှာကိုမျက်နှာကိုပြုံးကြည့်လေမှားလိုက်ပြုံးတော့ပဲနော်မဲကြည့်ရင်ပြန်မြင်ပါပဲဒါခရစ်တော်မျက်နှာထောက်ပြီးတော့ဘာအလုပ်ပဲလဲလို့နောက်ဆုံးအငြိမ်ဆုံးတရားကိုတတ်လို့ရင်လေလုပ်ကြည့်အကျိုးကောင်းကြီးမင်္ဂလာကျွန်တော်ခံစားသူလည်းခံစားရမယ်ဒါမှမဟုတ်မာနနဲ့ငါသဘောနဲ့လုပ်ရင်တော့ဘာမှဖြစ်လာတော့မှာမဟုတ်ဘူး။နော်ဒါကြောင့်ဒီခရစ်ယာန်တတ်တာမှာအမှန်အရေးကြီးပါလေ။တော့ကျမ်းစာပဲကြည့်ရအောင်နော်။ဒီမှာရှောက်တော့တိုင်းကောင်းတဲ့နိုင်ငံကိုသူဝေရနေမှာမဟုတ်။ကောင်းတဲ့ဘုရားရှိတော်တော့ငါမီးတော်တို့အတူပေါ်ဆောက်တော့တိုင်းအဲ့ဒါလည်းကြည့်ရအောင်နော်။စဉ်းစားဘူးစလား။တခင်လို့ကိုရောကိုခေါ်တဲ့လူတိုင်းကောင်းကင်နိုင်ငံတော့မဝင်ရဘူးဆိုတဲ့အခါမှာတချို့ကငါတို့ခရစ်ယာန်တွေတခင်လို့ခေါ်တယ်လည်းရောက်မှာမဟုတ်ဘူးလို့အဲ့ဒီမှာကျွန်တော်တန်တရားတွေဝင်ကုန်ကြရအောင်နော်တခင်လို့ခေါ်တဲ့လူတိုင်းကောင်းကင်နိုင်ငံတော့မရောက်ဘူးဘယ်သူရောက်မလဲငါခမည်းတော်ဤအလိုကိုဆောင်တော်သူဖျားပြင်းအလိုတော်ကပါလေလူပေါင်းတို့သည်ကဲတင်ခြင်းတို့ရောက်ရဲ့တမန်တရားကိုတည်ဖို့ရခရဆရာပြောသလိုပေါ့အမှုလို့ဆောင်မှာမဟုတ်ဘူးတရားဟောဆရာမဟုတ်ဘူးယုံကြည်တဲ့ဘာလို့မလဲဘုရားရှင်အလိုတော်ကိုဆောင်ရမယ်သူ့အလိုတော်ကလူတိုင်းကဲတင်ကြီးရပြီးတမန်တရားကိုတည်ဖို့ဒါကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးဟာဒီအနေကိုပြန်ကြည့်ရင်တခင်ရှိလောကကြီးကိုကြွလာပြီးတော့လူသားတွေကိုမဟာကဲတင်ကြီးလုပ်ဖို့သူ့ရဲ့လောကမိခင်ပေါ့နော်မေတော်မာကြီးကမဖြစ်နိုင်တဲ့အရာကြီးယောက်ျားနဲ့မဆက်ဆံပဲနဲ့ကိုယ်ပေါ်ရှိရင်သူတို့ခေတ်ကဂဲနဲ့ပေါက်တတ်ခံရမှာဒါပေမဲ့သူဘာဝန်ခံလဲကျမသည်ကိုတို့ဂျုံမဖြစ်သောကြောင့်အလိုတော်အတိုင်းဖြစ်စေဝန်ခံတယ်သူ့ရဲ့မွေးလာတဲ့သခင်ယေရှုကလည်းစဉ်းစားကြည့်လုံးဝအပြစ်မရှိဘူးလူတွေကောင်မှသူ့ကိုအရှက်တပည့်အကျိုးနဲ့လုပ်တယ်ဥမာဆိုရတဲ့တင်းဥဆရာကြီးကိုကျွန်တော်ကဘာမှမဟုတ်အပြစ်တွေတင်ပြီးတော့ဟာသူဒီထိတ်တင်တယ်ဆိုတော့ဒီမှာအပေါ်မှာတိုင်နဲ့ချီပြီးတော့အင်ကြီးတွေချုပ်ဆိုဘောင်းမီအကုန်ချုပ်နိုင်ငံပိုင်းလေးနဲ့ထားရင်သူဘယ်လောက်ရှက်မလဲနောက်စဉ်းစားကြည့်နော်
တခင်ရှိစင်ကြီးကဖယားစင်စစ်ဖြစ်တဲ့သူကိုသူဖန်ဆင်းတဲ့လူတွေကစတူးထွေးတယ်ပါရိုက်တယ်နော်လက်တီးနဲ့ထိုးတယ်အမျိုးမျိုးလုပ်တာသူဘယ်လောက်ခံရမလဲအဲ့လိုမလုပ်ချင်တော့ကြောင့်ဘယ်လိုရှိမှဥယျာဉ်ဘယ်လိုဆူတောင်းလဲချွေးများသည်တွေးကြတဲ့ကဲလို့ဆူတောင်းနေတယ်တဲ့သူမလုပ်ချင်ပါဘူးအပြစ်လုံးဝမရှိတဲ့သူ့ဘုံမှာတလောကလုံးရဲ့အပြစ်ကိုယူသွားဖို့သူမခံနိုင်ဘူးနောက်ဓမ္မပညာရပြန်ကြည့်ရင်ခမည်းတော်နဲ့သားတော်တလုံးတဝတယ်ခမည်းတော်ရဲ့မျက်ွယ်ပြုခြင်းကိုခံရရမယ်တကဘာလုံးအမှောင်ကျသွားမယ်ခမည်းတော်ဖျားမျက်ွယ်ပြုတာနဲ့ကဘာကြီးအမှောင်ကျတော့မယ်သူမခံချင်ဘူးဒါပေမဲ့သူဘယ်လိုဆူတောင်းလဲသုံးချိန်တည်းဆူတောင်းပြီးတဲ့အခါမှာကျွန်တော်အလိုမဖြစ်ပါနဲ့ကိုတော့အလိုဖြစ်ပါစေအဲ့ဒီကမွေးဖွားလာတဲ့ဝိညာဉ်သားသမီးဖြစ်တဲ့ကျွန်တော်တို့တွေကတကယ်ခရစ်တော်ရဲ့မြေတော်ဝါကြီးဆင်းသက်လာတဲ့ဒီနေ့ရရင်ဘာပြောတော့မလဲအလိုတော်တန်ဖြစ်ပါစေအလိုတော်ဝန်ခံရလိမ့်မယ်ဟုတ်တယ်နော်အဲ့လိုမလုပ်ရင်တော့ခုနလိုကငါဖြစ်ပြီးတော့ငါလုပ်တယ်ငါမလုပ်ငါမခုငါသူ့ကိုခွင့်မလွှတ်နိုင်ဘူးငါတော့သူ့ကိုစကားမပြောချင်ဘူးငါတွေကများနေမဖြစ်ဘူးဒါပေမဲ့ခရစ်တော်ကိုယ်တိုင်ဘယ်လိုဝန်ခံခဲ့လဲကျွန်တော်အလိုမဖြစ်ပြန်ကိုတော့အလိုဖြစ်ပါစေဒီနေ့အဲ့လိုဝန်ခံတဲ့အသက်တာတိုင်းကခရစ်တော်နဲ့တဒံတူပြီးတော့လောကကြီးကိုမင်္ဂလာဖြစ်စေခရစ်တော်အဲ့လိုမိန့်မာတာကဘယ်သူတွေကိုပြောလဲဆိုစက်ကြည့်အောင်ကျွန်တော်အားသိနေမယ်စဉ်းစားမိလားမသိဘူးထိုနေ့နေ့ကဒီဘက်ရုပ်ပြန်စဉ်းစားရင်အောင်စရာကောင်းတယ်အဲ့ဒီနေ့မှာခရစ်တော်ကသူ့ကိုသခင်လို့ခေါ်ရတဲ့ကောင်းကင်နိုင်ငံကမဝင်ရဘူးလို့ပြောတာကပြည်တစားတွေအယက်သမားတွေဘိန်းစားတွေဒုစရသမားတွေပြောနေတာမဟုတ်ဘူးလူတွေပြောနေတာလေလူတွေပြောနေတယ်ကိုတော်အခွင့်နဲ့ဆုံးမဩရာပေးနေတဲ့လူတွေနတ်ဆိုးတွေကိုကိုတော်အခွင့်နဲ့နှင်ထုတ်နေတဲ့လူတွေကိုတော်အခွင့်နဲ့တကူးတွေပြနေတဲ့လူတွေကိုပြောနေတာဒီကြောင့်ကျွန်တော်Facebook မနေ့ပိုင်းတခါတရားဟောပြီးတဲ့အခါမှာအဲ့ဒါလိုနမိတ်လက္ခဏာနတ်ဆုနေနဲ့ဆရာနှစ်ပါးနဲ့တွေ့ပါတယ်ဆရာကကျွန်တော်တို့ဒီမှာခရစ်တော်ခနဲ့လောက်တာဘာဖြစ်လို့များခရစ်တော်ကကျွန်တော်မသိဘူးလို့ပြောသလဲတဲ့ဒီအများဆုံးခရိယအမှုတော်ဆောင်တွေကအဲ့လိုလုံးမှာပဲလူရဖျောက်ရုံနဲ့ချိန်ပြီးတော့လွတ်ပြနေကြတယ်နတ်ဆုတွေနေပြကြတယ်နမိတ်လက္ခဏာလွတ်ပြကြတယ်မဖြစ်ရင်လည်းဖြစ်အောင်အမျိုးမျိုးလွတ်ပြတယ်တချို့ဆိုလမ်းလျှောက်နေတာတဲ့ဂျိုင်းနဲ့လျှောက်နေရတာတဲ့15နှစ်လောက်ရှိပြီတဲ့ဒါပေမဲ့ဝေဖန်တဲ့လူတွေကသူ့ရဲ့ဂျိုင်းတော့အသိကြီးပဲ15မိနစ်လောက်ဒါသုံးရင်တော့ဟောင်းနေပါဘူးနော်ဂျိုင်းနေထိရတဲ့ပုံးနေပါပဲအသိကြီးဆိုတော့လူတွေကလွတ်ပြနေကြတာပါလေဘာအခွင့်နဲ့လဲကိုတော့အခွင့်နဲ့ဒါကြောင့်အခွင့်အရေးကိုအလွယ်သုံးစားလုပ်ရင်တိကျစရာကောင်းတယ်အလွယ်သုံးစားလုပ်မှုကျွန်တော်တော်လိုင်းကောင်စီဆိုတာတက်တော့က6တစ်ဆိုတာအလွယ်သုံးစားလုပ်ရင်ပြည်သူပစ္စည်းအလွယ်သုံးစားထောင်ကြတာပဲတန်းနေတာပဲတော့ကျွန်တော်ခရစ်ယာန်ကြီးအလွယ်သုံးစားလုပ်ကြတယ်ခရစ်တော်ရဲ့အခွင့်အားဖြင့်ကျွန်တော်အမြဲတမ်းပြောပါတယ်ဒီဖျားကြီးဖန်ဆင်းတဲ့မေထုံဆိုတာယောက်ျားနဲ့မိန်းမဆက်ရှင်ချင်းအပြည့်လို့မပြောဘူးနော်The Bible doesn't teach sex is sin. အဲ့လိုကျမ်းစာကမိထုံအပြည့်လို့မပြောဘူး But the Bible does teach ကျမ်းစာပြောလေတဲ့ the wrong use of sex is sin. မိထုံမတရားတော့အပြည့်ဖြစ်တယ်ကျွန်တော်လာမယ့်2020ခွန်စနေကျွန်တော်ဇနီးတွေနဲ့ကျွန်တော်လက်ထပ်တာ45နှစ်ရှိပြီကျွန်တော်ဇနီးတွေပဲကျွန်တော်ပုံမှန်ဆက်ဆံတဲ့အခါမှာကျွန်တော်ဘာယောဂမှမရှိဘူးအကယ်၍ကျွန်တော်ဇနီးတွေနဲ့ပဲမဆက်ဆံမနဲ့တွေ့ကြရမိမနဲ့တစ်ဆက်ဆိုင်ဘာဖြစ်မလဲ HIV ဖြစ်မယ်ကနူဖြစ်ယောဂတွေမျိုးဖြစ်သွားနိုင်တယ်။နောက်ဒါကြောင့်
ဖျားပြင်ပေးတဲ့မိချုံကိုအလွဲသုံးစားလုပ်ရင်အပြစ်ဖြစ်တယ်အလားတူပဲဒီလူတွေဘာကြောင့်ဖျားပြင်မသိဘူးလို့ပြောတယ်မသိတဲ့အပြင်ပူဆိုတော့အတ္တမမှုပြီးတဲ့လူတွေတဲ့တရားတော်နဲ့မညီဘဲနဲ့အတ္တမပြီးတဲ့လူဆွဆွဲလိုက်သေးတယ်ငါထာကခွာတော့ခရစ်တော်နဲ့ကင်းကောင်ကဘယ်ရောက်မလဲထာဝရငရေကတ်နဲ့လုံနဲ့ငရေတွေရောက်ခရစ်တော်အခွင့်ကိုသူတို့တုံးနေတာပဲနော်ဘာကြောင့်ခရစ်တော်တို့လုတ်တယ်သူရှင်းပြတော့ဒီနေ့အဲ့ဒီဘုရားဆိုမြတ်ကျွန်တော်တို့ဒီနိမိတ်လက္ခဏာတွေနတ်ဆိုရင်မလုတ်တော့ဘူးတဲ့အမျိုးမျိုးဟာဆာမီလုပ်ပြကြတယ်နော်သူတို့ဗာလေ gas လေးတော့သူပြောတာအနေနဲ့ကြောက်လို့ရှိရင်အဲ့ဒီဖွင့်လိုက်လို့ရှိရင်သူကခရမိလဲလို့ပြောတော့တကိုးရှိတယ်အခုတချို့ African တွေရှိနော်ကျွန်တော်ဒီနေ့တော့ချင်းမတ်ကလေးထိုးနေတယ်အဝေးရကိုပက်လက်လဲလာပြီပဲတခြားဘောလုံးမတ်ခက်ကချူကန်ထဲလိုက်တာလဲလာတော့နမင်းနဲ့ခါတော့ကြံဖန်ပြီးလုပ်နေကြတယ်အများဆုံးသောအမှုတော်စင်လုပ်နေကြပြီနော်ကဘာမှမပြတ်ကြည့်ဗမာပြည်အမှုတော်ဆောင်လည်းလက်အတူယူပြီးတော့ကုန်ကြပြီတကယ်တော့ဟုတ်သလားဆိုတော့မဟုတ်သူတို့ရဲ့လူနဲ့ပြန်ကြည့်အဲ့လိုတွေအရှိမသူတို့လူတွေပဲလဲတယ်ကျန်တဲ့အနောက်တွေတရားမှမလဲဘူးညနေရတယ်ဟုတ်တယ်နော်ဟိုလဲရဆိုတော့ကျမ်းစာတွေပါပါတယ်ဒီမသိမှမဟောင်းလို့ဆိုမပြောတော့ဘယ်လိုလဲသလဲခရစ်တော်ကိုသတ်မယ်ဆိုတဲ့ယုံမစစ်သားတွေဘုရှာကိုတော့ I am ငါပဲဖြစ်တယ်ဆိုတော့ပြက်လက်လဲကုန်ကြတယ်ပေါလုအသင်းတော်ကိုညှင်းဆဲသောကြောင့်မြေပေါ်ကလဲကျသွားတယ်အဲ့လေခါမှာကောင်းကင်မှာတက်ခိုင်ထားတယ်ဖျားထားတာလို့လားအိုးငယ်ဘာလဲအုပ်ဆက်မပြည့်အောင်ငါတို့ဖန်နာမှာဖြစ်မယ်ဆိုတော့အခုကမြေဖန်နေကြပြီကျန်တဲ့ခါမှာပါသွားတယ်ဒါအဲ့ဒီလူတွေဘာကြောင့်အခွင့်နဲ့လုပ်နေတယ်လဲဆိုတာကိုအဖြေကျွန်တော်ရှင်လုကာ24:49မှာကြည့်ရအောင်နော်ခမီဟုတ်ပြီနောက်တော့ပြန်ရင်ခရစ်တော်ရဲ့အခွင့်အရေးဘယ်လိုဟောမလဲနောင်တရရင်အပြစ်လွတ်ခြင်းရမယ်ဆိုဟောဖို့သူတို့ခရစ်တော်နဲ့ခွင့်နဲ့ဘာလုပ်နေလဲနတ်ဆူရီနေပြနေတယ်နမိတ်လက်ကလုပ်ပြနေတယ်ဒါခရစ်လုံးဝမသိဘူးရဲ့မင်းတို့အတ္တမမှုပြည့်တဲ့လူတွေတဲ့တွားငါထာဝေးသွားကြတော့တယ်ဒါခရစ်တော်အခွင့်နဲ့ဘာလုပ်ရမလဲကျွန်တော်တို့နောင်တရရင်အပြစ်လွတ်ခြင်းရမယ်တမန်ဗတ္တိဇံဆရာယောဟာစတော့လည်းဗတရားဟောလဲနောင်တရကြပါနောင်တမရရင်ပစိန်ထားတဲ့မင်းတို့အကုန်ခုတ်ပြစ်မယ်ပြီးတော့မိတဲ့ပြချလိုက်မယ်တဲ့ဒါလို့ဟောရင်လူကြိုက်ချင်မှကြိုက်မယ်အေးမင်းတို့ခရစ်တော်ယုံကြည်လေကိစ္စမရှိဘူးမင်းတို့နည်းနည်းလေးပြီးဆေဘူးတခုပြီးမင်းတို့အဆက်တရားလို့ပြန်ရမယ်ဆိုကျင့်တတ်ကြတာပဲထည့်ကြတာပဲလူကြီးကျင့်တတ်အောင်လုပ်နေကြတယ်ခရစ်တော်ရဲ့အမှုတော်သောခရစ်တော်အခွင့်နဲ့စီနောင်တအဲ့လိုဟောတဲ့အခါမှာယုံမစစ်သားတွေနောင်တရပြီလားရှင်ဘာလို့ရမလဲတဲ့ဘာလို့ပြောစရာမလိုဘူးနော်နောင်တရဘာလို့ရမလဲတဲ့မေးလာတယ်အဲ့ဒီခါမှာမင်းတို့လူတွေကိုအနိုင်ထက်မလုပ်နဲ့တော့တဲ့သူမလုပ်ကြတော့ဆိုယောမတတ်မှုတော့ခရစ်တော်ရဲ့ကယ်တင်ရတာတွေ့လိမ့်မယ်နော်ကောင်းဒီလူတို့အမှန်ကောင်းသဘောခရစ်တော်တရားကိုသိသွားတဲ့အခါမှာအခုတည်းနဲ့တခင်ကျော်ဘာလို့ရမလဲတဲ့မင်းတို့အစိုးရတတ်မှတ်တယ်နဲ့ပုံမကောက်ကြနဲ့တော့တဲ့နောင်တရတဲ့လူတွေကဘာလို့ရမလဲလို့မေးတာကျွန်တော်လုပ်ခိုင်းစရာမလိုဘူးတော့ဒါကြောင့်ဒီနေ့ခရစ်တော်ရဲ့ဝိညာဉ်ဝင်လာပြီးနိုင်ငံတော်ဒီမှာတည်ပြီးဆိုရင်စိတ်ချအဲ့ဒီတော့စပြီးတော့နောင်တဆရရတယ်တခင်ရှိတရားဟောလဲဒါပဲနောင်တရကြတော့ကောင်းကင်နိုင်ငံတော်တည်လို့နေပြီတဲ့ခရစ်တော်လည်းဒီတရားပဲဟောတယ်ရှင်ပေါလုအာဂိပမင်းလက်ရှိမှာလက်ထက်ကြီးနဲ့ဖေတုမင်းရှိမှာလက်ထက်ကြီးနဲ့ဖေတုမင်းကလက်စားတယ်သူများမင်းမလည်းပြမှာတော့ကာမဂုဏ်လူချူးချက်မင်းနောင်တရပါအာဂိပမင်းကြီးကိုအာဂိပမင်းကြီးကောင်းကင်ရတဲ့ယူပါယုံကဒီကကျွန်တော်ယူပါယုံကဟောမြင်တယ်တရားမြင်တယ်ဒါပေမဲ့ကောင်းကင်ကဖျားပေးတဲ့ယူပါယုံကလူတို့ဒီနောင်တရနောင်တနဲ့ထိုက်တဲ့အကျင့်ကိုကျင့်ရမယ်တခင်ဖျားတံပြောင်းလဲရမယ်အာဂိပမင်းဘာပြောလဲဟေးပုံစံမောင်းနေတာခရစ်ဖြစ်တော့ပဲလေခရစ်ဖြစ်လူကြီးတဲ့ကြီးစံဒါခရစ်တော်ရဲ့အခွင့်အရေးဘာလို့ဟောမလဲနောင်တရဖို့
နောင်တရဘာရမလဲအပြည့်လို့ချင်းရမယ်အဲ့ဒါကိုဟောခိုင်းတာကျွန်တော်တို့အလွဲတွေရှောက်လို့ရှိရင်ဘုရားခင်ပြေးလို့အဲ့ဒီနေ့ချိုင်မသိဘူးအတ္တမလုံတဲ့လူတွေငတ်ထံဝေးသွားတယ်ကြားလို့ပြောခံရနော်ဒီနေ့အသင်းတော်မှာကျွန်တော်ကိုယ်တိုင်ကခရစ်တော်ပြောတဲ့အတိုင်းနောင်တရတဲ့အရာမှာနောင်တရကြပါရှင်ရောပြောသလိုပစိန်ထားတယ်နော်တဲ့နောင်တမရရင်ခုတ်လေးပြီးတော့မိတဲ့ပြည့်ချဲတယ်ပဲအချိန်ကာလနီးပြီးခုနချင်းလေးရနော်မနေ့ကဘာဖြစ်မလဲဆိုမသိဘူးတဲ့အခုကျွန်တော်လူအသက်တာနင့်မြင်ရပြမဟုတ်ဘူးနော်တငယ်ချင်းတွေအခုပဲမြင်တယ်အလောင်းတော်ထုတ်ပါတဲ့အခုပဲမြင်အခုပြောင်းသွားပြီမဖြစ်နေတာတွေဖြစ်နေကြတယ်အခုအချိန်ကနောင်တရဆရာနည်းရဖြစ်တယ်တောင်သခင်ယေရှုဘာပြောလဲယနေ့သည်နောင်တရဆရာနည်းရဖြစ်တယ်ယနေ့သည်ကေတင်ခြင်းကိုခါရဖို့နည်းဖြစ်တယ်မနေ့ကမှဆိုင်ပါလေမနေ့ကဘာဖြစ်လဲမသိတော့ဘူးဒါဒီနေ့နှုတ်ကတရားလို့ကိုခဏသက်သေခံနဲ့ကျွန်တော်သမီးပြောလို့ပဲနှုတ်ကတရားကိုနားထောင်ပြီးဘာလုပ်ရမလဲနားထောင်ပြီးတော့ကျင့်ဆောင်တော်သူသည်အာမင်မြတ်စွာသောမင်္ဂလာနဲ့ပြည့်စုံဖို့ဖျားပြီးအလိုလိုရှိတယ်အာမင်အဲ့လိုလက်လျှောက်လူတိုင်းခုနမေလွန်ဝါကြီးကရည်ရွယ်မင်္ဂလာရှိတယ်နော်အဲ့လိုလက်လျှောက်တဲ့လူကမြတ်စွာသောမင်္ဂလာနဲ့ပြည့်စုံတယ်နောက်ဆုံးဏိကုံးချုပ်အနေနဲ့ကျွန်တော်ဂျမ်းပိတ်လေး၃ပိုက်ပေးထားတယ်ဖတ်ကြည့်အောင်နော်တန်ကြီးကိုရဖြတ်စီ၍ဘကိုးကိုပါလူရာမြေကြီးပေါ်မှာဗန္တာကိုမစီဘူးတာနဲ့တန်ကြီးကိုရအဖြတ်စီ၍ဘကိုးမထပါဘကိုးမလူရာဘာကေတော့ဗန္တာကိုစီဘူးတာတော့ကျွန်တော်ပြည်ပနိုင်ငံထွက်လာတဲ့အခါမှာနော်တချို့လဲဟိုဗမာဒီလိုင်းဗတ်လဲလာတယ်အမေရိကန်တော့ဆိုဒေါ်လာလဲလာတယ်စင်ကာပူသွားမယ်ဆိုစင်ကာပူဒေါ်လာလဲလာတယ်ကျွန်တော်အာရဗ်နိုင်ငံတွေကိုဘာညင်ချင်းကိစ္စသွားတဲ့အခါမှာသူတို့ငွေအင်္ဂလန်သွားရင်ကျွန်တော်ဟိုပေါင်လဲရတယ်ဥရောပသွားရင်ယူရိုလဲရတယ်ပြင်ဆင်ရတယ်ဒီနေ့ကောင်းကင်နိုင်ငံတော်သွားမယ်ကျွန်တော်လေကောင်းကင်တော်ဘာနာဘာလို့စုပြီးလို့မသိဘူးစင်းတော်မစင်းသားမကြောက်တချို့တွေလက်ချစ်တဲ့သွားမှာကောင်းကင်ဘုံမှာယူဒီယာကိုပတ်စံတပြားမှမဝင်လာရင်ဒုက္ခတော်ရောက်မှာနော်ဘယ်လိုလုပ်မလဲကျွန်တော်တို့တင်းတိကရှာပြီလားကျွန်တော်ဘာပဲလုပ်ကြလဲတန်ကြီးပူရဖြစ်စီတဲ့လောကဘာနာတွေပဲရှာနေကြတယ်လောကပညာတွေပဲစီးပူးနေကြတယ်လောကနဲ့ဆိုင်တဲ့တက်တာမှုပဲရှာနေကြတယ်ဒါပေမဲ့ခရစ်တော်ကဘာလို့ခံလဲကောင်းကင်ဘုံမှာဘာနာကိုစီးပူးပါတဲ့တခိုးပူရဖြစ်စီလို့မရဘူးလောကထွက်လာတော့ဘာမှမယူလာနိုင်ဘူးထွက်သွားရင်ဘာမှယူသွားလို့မရဘူးအဖို့တင်ကိုတခုတော့မှနော်ကျွန်တော်တို့ဟိုဇနီးတွေဝုတ်ပေးမှပဲရမှာလက်စွပ်ချွတ်ထားလည်းကြံခဲ့ပါပဲမျက်မှန်ချွတ်ထားလည်းကြံခဲ့ပါပဲနော်ဘာမှမယူသွားနိုင်ဘူးအခုဘာလုပ်ရမလဲကောင်းကင်ဘုံသွားမဲ့လူတွေကောင်းကင်ဘာနာကိုစီးပူပါတဲ့ဒါလည်းပဲဖတ်ကြည့်ရအောင်အပေရမြတ်တခင်တမှုစိတ်ကိုမခံနိုင်တခင်တမှုကိုမုန်း၍တမှုကိုချစ်ပြီးတခင်တမှုကိုမိကို၍တမှုကိုမခံနိုင်ပြုပြီးလေလို့ဒီဘုရားတည်အစီကို၎င်းလောဒီစီစိတ်အစီကို၎င်းမခံနိုင်ကြဒီကနေ့ကျွန်တော်ဘုလူအစီခံနေတယ်လေလူနိုင်တဲ့အရာဒီလူရဲ့တခင်ဖြစ်တယ်ကျွန်တော်ဘာတွေနိုင်တယ်လဲခရစ်မလို့ချင်းနိုင်နေသလားလောကအရာတွေမှာငွေလုံးပြီးလောကထဲမှာပျော်ရွှင်နေပြီးလောကပုံစံနဲ့သွားနေတာပဲနိုင်နေသလားပြန်စစ်စားကြည့်ပါကျွန်တော်တို့လောကရဲ့စီးစိမ်တွေနိုင်ရပါဖြစ်မလဲလောကစီးစိမ်ရဲ့ကြုံဖြစ်ပါပဲလူတိုင်းကကြုံဖြစ်တယ်တခင်ရှုယုံကြည်ရင်တခင်ရှုရဲ့ကြုံအမျက်ဆုံးပဲဖြစ်ရတာနော်ဒါကြောင့်လောကီစီးစိမ်ရဲ့ကြုံမခံမဲနဲ့ကောင်းကင်ဘန္တာကိုစစီးပူးပြီးတော့ကောင်းကင်စီးစိမ်ကိုခံစားရအောင်ကဘာဦးအစပြီးတော့ကောင်းကြီးမင်္ဂလာပြင်ဆင်ထားတဲ့တခင်ရှိပြောတဲ့အတိုင်းပဲအငယ်ဆုံးသူတယောက်ကိုဒီနဲ့စပြီးတော့လူရှိပါဘုရားခင်ကောင်းကင်နိုင်ငံတော့ကျွန်တော်တို့ဘယ်တော့မှအမှတ်မရဘူးပညာတရားအငယ်ဆုံးကိုကိုယ်တိုင်မကြည့်မနဲ့တုံတင်တော့အငယ်ဆုံးတော့ဖြစ်မယ်ကိုယ်တိုင်ကြည့်ပြီးတော့သူတော်ဘာလို့လဲတုံတင်ပါဖြစ်မယ်ကောင်းကင်နိုင်ငံမှာကြီးမြတ်တော်သူဖြစ်မယ်နောက်ဆုံးကြမ်းမယ်ဖတ်ပြီးတော့ကျွန်တော်ဒီကုန်းချုပ်ပါမယ်
စိတ်နှလုံးကိုရွေး၍သမာတရားနှင့်ကင်းသောသူတို့အချီးကြီးဆွေးခြင်းဖြစ်တဲ့ဤဘုရားဝတ်၌ဝိလျော်ခြင်းသည်အကျိုးစီးပွားဖြစ်သည်ဟုသူတို့၏စိတ်စေကြသည်ထို့သောသူတို့ကိုရှောင်သောဒီကနေ့အဲ့လိုအမှုတော်ဆောင်တွေကဘယ်လိုပြောကြလဲဆိုတော့အရင်ခေတ်ကတဲ့အရင်တော့ဆိုရင်ဆရာဝန်ခေတ်ဆရာဝန်မှနော်အမျိုးသမီးတွေကယူချင်ကြတယ်နောက်တစ်ဖြည်းဖြည်းဆရာဝန်ကဘလောက်ပဲရှာရှာကျွန်တော်တိုင်းပြည်မှာဟိုလွတ်လပ်ခွင့်သိမရှိတော့တင်မောသားခေတ်တင်မောသားလူတွေလူချင်ကြတယ်တဖြည်းဖြည်းနဲ့နောက်ပိုင်းလက်နဲ့ကန်နေအားကြီးလာတဲ့အခါမှာစစ်ဘူရဘုံမှုမှလူချင်ကြတယ်ဒါပေမဲ့ဒီကနေ့အဲ့ဒီအမှုတော်ဆောင်ရဘလို့လဲအခုခေတ်ကတဲ့အဲ့ဒီခေတ်မဟုတ်တော့ဘူးတဲ့အမှုတော်ဆောင်ခေတ်အမှုတော်ဆောင်ရှိနိုင်ငံခြားသွားရမယ်အမှုတော်ဆောင်ကြီးကားစီးရမယ်ခရစ်တော်ပြောတဲ့ဆင်းရဲဒုက္ခတွေခုမှမစဉ်းစားတော့ဘူးလောကအရာနဲ့သွေးဆောင်နေတယ်ဒါအဲ့ဒီလူတွေကဘာလို့လဲတမာတရားနဲ့ကင်းပြီးတော့အချင်းဓာတ်တွေကိုတုံတင်နေဟောပြောနေဆွနေနေရတယ်အဲ့ဒီလူဘာလို့မလဲရှောင်ပါတဲ့ဖယားဘူးနဲ့မှုလိုခြင်းဒီအကျိုးစီးပွားဖြစ်တယ်ဆိုရက်ဟောပြောတဲ့လူတွေကိုရှောင်ပါတဲ့ခရစ်တော်ကဘာပြောလဲငါကြောင့်တင်းတို့ကိုကြည့်ညှင်းဆဲပြီးတော့မမှန်ပဲလေအပိဋကတင်တဲ့ခါမှာမင်းတို့ကမင်္ဂလာရှိတယ်အာမင် yes ငါကြောင့်အင်္ဂလိပ်နမမိဘသားသမီးကိုစွန့်ရအစတရားတော့အကျိုးရမယ်အဲ့ဒီပိုင်ရင်ဘာမှရမယ်လို့မပြောတော့စွန့်ရင်ရမယ်ခရစ်တော်ကိုယ်တိုင်နဲ့ဖယားဘုန်းကိုစွန့်ပြီးတော့ကျွန်တော်တို့ကယ်ဝလာခဲ့တယ်ဒါကြောင့်တက်တာချင်းစုံဒီမှာဘာကြောင့်နေရမလဲယန္ဒီဝေတဲ့နေရာကိုတွားကြည့်စမ်းပါဒီမေတ္တာကိုခံစားတဲ့လူတွေကောင်းကြီးမင်္ဂလာအများကြီးခံစားဒီမေတ္တာကိုမြင်ပြီးတော့အော်သူတို့ဘိုးဘွေရဲ့ဖယားတကယ်ပဲမေတ္တာလို့ရှိရင်ဆိုတာဝန်ခံလို့ရင်ကကျွန်တော်တို့ခရစ်ယာန်ဖြစ်ခြင်းနဲ့ဘာလို့တော့မလဲဆိုတော့မိခွန်းနေလာလိမ့်မယ်ကျွန်တော်အတင်းကျပ်ပြောစရာမလိုဘူးတော့အခုတော့ယဉ်နှချင်းခံရင်တချို့တကယ်ပဲလုပ်နေပါတယ်ကျွန်တော်တို့ mission တချို့တင်းဆရာတချို့ကျွန်တော်တွေ့ဘူးတဲ့ကျွန်တော်တကယ်ကျောင်းတော့တကယ်ချင်းတော့ကွဲသွားတာကြာပြီတွေ့တဲ့ခါမှာသူကဝန်တာတကယ်ချင်းငါရင်ငုတ်တာငါးကရှိပြီတဲ့သူကယဉ်နှချင်းခံတာသူမပြောတတ်ဘူးဟာမင်းဘယ်လိုဘာဖြစ်ရင်ငုတ်လဲဟာမင်းတို့ခရိယာတွေတိတ်ကျေးဇူးတင်နေတဲ့အခါရင်ငုတ်ရင်နဲ့ပတ်စံ3000ရတယ်တဲ့ရိုးပေါ်လာထေရတယ်တဲ့ညနေတော့ပေါ်တထေရတယ်တဲ့ပစိုးတထေရတယ်တဲ့အဲ့ဒီဓာန်ပေါက်တစ်ခုရသေးတယ်တဲ့ငါးကရှိပြီးရေငုတ်နေတာပစိုးငါးတွေရှိပြီးတော့တာဝန်ငါးတွေတော်တော်ဟုတ်နေတာစီပွားရေးကြိုက်နေတယ်သူကကျွန်တော်ခရိယာနဲ့ဘာလို့လဲစံပြီးစီပြီးတဲ့လူတွေကိုဆွဲဆောင်တယ်မဟုတ်ဘူးနောင်တနဲ့အပြစ်လို့ချင်းတရားဟောကြည့်အာမင်ပေတုဒါပဲဟောတယ်လူတွေကနှလုံးသား heart talk ပါခရိယာဆိုတာငါကဘာလို့ပေါ့တကယ်နှလုံးသားရဲ့ဟောကြည့်ခုနှလုံးသားတထေတာနော်ကျွန်တော်ဒီမျက်လုံးကြီးစကားပြောတာတော့လူငယ်တွေသိမှာပေါ့နော်ဆိုတော့လူငယ်လေးတယောက်ကအပြူလေးတယောက်ကိုခဏခဏကြည့်နေတယ်အဲ့ဒီအပြူမလည်းအိမ်ပြန်ပြီးတော့မမီရဲ့ကိုကောင်းလေးလေကျမခဏကြည့်တယ်ဘာဖြစ်လို့လဲမေးစရာလို့လားဒီဘဲငါ့ကိုခိုက်နေပြီနော်မျက်လုံးကြီးစကားပြောဆိုသိတယ်ခရိယဘာသာကမျက်လုံးကြီးမဟုတ်ဘူးအုံနောက်တီးမဟုတ်ဘူးနှလုံးသားကြီးစကားပြောတာပေတော့ဒါပဲဟောတာမင်းတို့ကွယ်မြတ်လိုက်တဲ့ယေရှုခရစ်တော်ဘုရားကထောင်းရောက်စီပြီးနောင်တော့ရပါချမ်းဤသောကာလလာတော့မယ်လူ3000လာမေးတယ်ကျွန်တော်ဘာလုပ်ရမလဲတဲ့ပေတုဘယ်လိုဖြစ်လဲတရောက်ရမချင်းနောင်တရပါဗတ္တိဇံခံပါတို့ပြုပြီးတန်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးရမယ်အဲ့ဒီခါမှာလူ3000ကနှလုံးသွင်းမိသောကြောင့်လူ3000တည့်တဲ့နှစ်ချိန်ရတယ်ခုနငါးကရေငုတ်တော်မဟုတ်ဘူးနော်ဆရာကြီးကြီးမူကြီးပြောလို့ရတယ်ရေငုတ်တိုင်းတာကောင်းကင်ကိုရောက်ရင်တဲ့ဘဲတွေအကိုကောင်းကင်ကိုရောက်နေတဲ့တချင်တို့ရေငုတ်နေတယ်ဘဲတွေဆိုငုတ်လိုက်ပေါ်လိုက်ကျွန်တော်တို့မငုတ်နိုင်တနေ့အချိန်ဘယ်လောက်ငုတ်တယ်ရီကြည့်တော်ပြန်မမယ်အဲ့လိုငုတ်နေရင်ကျွန်တော်အေးပြီးတော့ဖြားကုန်လည်းမဖြစ်နဲ့အတမထွက်ပြနေလေးပဲဒါကြောင့်ဒီကနေ့ဒီတရားကိုကျွန်တော်သိပြီတခင်ယေရှုကိုကြည့်ပြီးတော့သူ့မိခင်ကိုချီးကျူးသလိုကျွန်တော်ကိုကြည့်ပြီးတော့ကောင်းကင်ဘုံမှာရှိတဲ့ဘုရားကိုချီးကျူးဖို့အဖြစ်ကျွန်တော်အားဖြင့်ခရစ်တော်အသုံးပြုလို့ရှင်ပေါလုပြောတဲ့ငါနဲ့အာပေါလုရမင်းတို့ကိုခရစ်တော်ထံသို့ပို့ဆောင်တဲ့ဓမ္မဆရာပဲဖြစ်တယ်အဲ့လိုတရားကိုပို့ဆောင်နိုင်ရင်တဲ့
ကျမ်းစာဒီလိုပြောတယ်နော်ကောင်းကင်သားတွေဝမ်းမြောက်မယ်တဲ့ဒီကနေ့လောကမှာနေစဉ်ကောင်းကင်သားတွေဝမ်းမြောက်လုပ်နေတာလူတယောက်နောင်တရပြီးတော့ခရစ်တော်ရှင်ရောက်လာရင်ဒီမင်္ဂလာဖြစ်ပါလိမ့်မယ်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တရားတော်ကိုကျွန်တော်ကြားပြီးပြီနားထောင်ပြီးဘာလို့မလဲကျင့်ပြီးတော့စောင့်ရှောက်ခြင်းအဖြစ်မြတ်စွာသောမင်္ဂလာနဲ့ပြည့်စုံဒီပကကိုလိုခိုင်းခဲ့တဲ့ကြီးမြတ်သောစိတ်ခဲမှုကိုကိုလိုအခွင့်နဲ့နောင်တတရားနဲ့အပြည့်လို့ခြင်းတရားကိုဟောပြောခြင်းအဖြစ်ခရစ်တော်နဲ့တွေ့တဲ့နေ့မှာတာတုတစ္ဆာရှိသောငယ်သားကောင်းဆိုချီးမွမ်းခြင်းကိုကျွန်တော်အရောက်တိုင်းခံစားရအောင်ဖျားသခင်ကောင်းချီးပေးပါစေ။